ပသိမ်တက္ကသိုလ် chemistry major ရဲ့မောင်မယ်တင့်လွင်ကြိုဆိုပွဲမှာတချင်းဆိုပြသွားတဲ့ညီမလေးအတန်တော်တော်လေးကိုကောင်းတယ်ဗျဝိုင်းစုခိုင်သိန်းရဲ့လမ်းမကြီးရဲ့ဘေးဆိုတဲ့တချင်းလေးကိုဒါဖြောပြသွားတာအရန်ကိုမှနားထောင်လို့ကောင်းတယ်ဆက်စဖွင့်ခြင်းမှာကျွန်တော်နောက်ခံဝိုင်းစုခိုင်သိန်းအတန်ဖွင့်ထားတယ်ပဲထင်တာဗျအလောက်ထိတော့အတန်ကောင်းတာအတန်လေးကကြည်တယ်စူးရှာတယ်ဗျပါဝါအားကောင်းတယ်တေချာ train မဲ့ဆိုရင်ဒီညီမလေးကအဆူတော်ဖြစ်နိုင်တဲ့အတန်မျိုးဗျကိုရီ ARD တိုင်းသူတိုင်းသားတွေရဲ့အတန်ကတော့အားလုံးသိကြတဲ့အတိုင်းပဲလုံးဝကိုကောင်းနေရောပဲဗျာဒီညီမလေးကတချင်းဆိုပုံဆိုနည်းကိုသိတယ်အတန်လည်းကောင်းတယ်ဒါပေမဲ့သူအတွေ့အကြုံသိမများသေးဘူးထင်တယ်တချင်းဆိုတာနည်းနည်းလေးတော့ရှက်နေသေးတယ်အဲ့ဒါလေးပဲကျွန်တော်ကတော့အကုန်လုံးပြည့်စုံတယ်ဝိုင်းစုခိုင်တဲ့ရဲ့လမ်းမကြီးရဲ့ဘေးဆိုတဲ့တချင်းလေးကိုအတန်အေးကြည်ကြည်လေးနဲ့ဒီဆိုသွားတယ်ညီမလေးရဲ့ပျော်ပြမှုကိုကြည့်လိုက်ကြမယ်ဒီဗီဒီယိုပသိမ်တက္ကသိုလ်ရဲ့ကျောင်းသားကျောင်းသူဟောင်းနေတာတွေ့မယ်ဆိုရင်ကျောင်းတော်ကြီးကိုပြန်လွှမ်းမိမှာတော့အမှန်ပဲ။ဘာဖြစ်လို့လဲဆိုရင်မောင်မယ်တင့်လွင်ကြိုဆိုပွဲဆိုတာကဒါကျောင်းသားကျောင်းသူတိုင်းရဲ့လုံးဝမေ့လို့မရတဲ့နေ့လေးဗျာ။အမတ်တရားတွေလည်းအများကြီးရှိကြမယ်ထင်တယ်။အမတ်တရားတွေရှိတယ်သတိရတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာကျောင်းတော်ကြီးကိုသတိရအောင်ရေးသွားလို့ရပါတယ်။